ဟုတ်ကဲ့ပါဘိုင်းအောင်ပဲရိုက်မဲ့သူတွေအတွက်ကိုအသိပေးစရာလေးရှိပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်တို့ဒီဘိုင်းအောင်ကပြန်ရိုက်တဲ့နေရာမှာပေါ့နော်တချို့ကကျွန်တော်တို့လာမေးကြတယ်ဘိုင်းအောင်ကရိုက်ဖို့အတွက်ကိုဘယ်လိုတွေလုပ်ရမလဲဘာစားရစာရမ်းတွေလိုတယ်လဲဈေးနှုန်းနေရာရောဘယ်လိုတွေကွာခြားတယ်လဲပေါ့နော်စသည်အဖြစ်မေးကြတယ်မေးကြတဲ့အခါမှာကျွန်တော်တို့ဘိုင်းအောင်ကရိုက်ဖို့အတွက်ကကျွန်တော်တို့တချို့တွေကအခုမှအသစ်ဝင်လာတဲ့သူတွေရှိတယ်ပေါ့နော်ဆိုလိုချင်တာကျွန်တော်တို့ဒီအောင်လန်းကနေဝင်ခဲ့တယ်တချို့ကြတော့လဲထိုင်းကိုလာဘူးတယ်မိမိတို့ရဲ့လက်ထက်မှာစားရစာတမ်းအဟောင်းတွေရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်အဓိကကျွန်တော်တို့ဒီကပ်ပြားရဲ့နောက်ကျောမှာပေါ့နော်ဒါဆန်စစ်ပဲမီနာဟုတ်ခါပေါ့နော်3လပိုင်း31ရက်2022မှာကုန်ထားတဲ့ဝက်ပါမီသမားတွေနော်ပိုင်းအောင်ပဲရိုက်တဲ့အခါမှာကျွန်တော်တို့ဒီတချို့ကတက်တန်းတိုးလို့မရတော့တာမမီတော့တဲ့သူတွေပါတယ်နော်အဲ့တော့ကျွန်တော်တို့ဘတ်ပြန်ရိုက်မယ်ဆိုပြီးတော့လာမေးကြတယ်အဲ့ဒီသူတွေကဘယ်လိုလုပ်ရမလဲဆိုတော့မိမိတို့ရဲ့ passport က PG ဖြစ်ရင်ဖြစ်မယ်CI ဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲ့ဒီစာအုပ်တွေကိုကိုကတက်တန်းမရှိတော့ဘူးဆိုရင်တက်တန်းတွေလဲထားရမယ်တက်တန်းတွေလဲထားပြီးပြီဆိုလို့ရှိရင်ပိုင်းအောင်ကတ်ကိုပြန်ရိုက်မယ်ပိုင်းအောင်ဘက်ပြန်ရိုက်တဲ့အခါမှာကို့မှာရှိတဲ့ဒီ work permit ကတ်ပြားအဟောင်းပေါ့နော်စရင်ကနောက်ကျရင်တို့အနေနဲ့ပြန်ချင်းပေးမယ်နော်ပြန်ချင်းပေးမယ်ဆိုတာကတထေးအလို့ရှင်အစ်စ်နဲ့ဒီပိုင်းအောင်ဘက်စရင်တင်တဲ့အခါမှာတင်လိုက်နေလစ်တွေကြလာပြီးเนาะဂျာငံယုံကနေပြီးတော့ကိုကဒီလက်ဝဲတွေနှိပ်တဲ့အခါမှာဒီစရင်တွေပြန်ထွက်လာလိမ့်မယ်ထွက်လာတဲ့အခါမှာဒီပိုင်းအောင်အဟောင်းတွေကနံပါတ်တွေပြန်သုံးရမလားမသုံးရဘူးလားဆိုတာသိပါလိမ့်မယ်ဟုတ်ကဲ့ပါခင်ဗျအဲ့ဒါလေးကိုကျွန်တော်ဒီနေ့လာရှင်းပြတာပါเนาะအဲ့ဒီဥစ္စာနောက်ပိုင်းကျရင်ကျွန်တော်ထပ်ပြီးတော့ပြပေးမယ်အဲ့လိုမျိုးပြီးခဲ့တဲ့3လပိုင်း31ရက်နေ့တုန်းကတက်တန်းတိုးလို့မမီလို့ဆိုပြီးတော့ကြံခဲ့တဲ့သူတွေအများကြီးရှိရပေါ့နော်စပတ်စင်းပြန်တင်တဲ့သူတွေဟုတ်ကဲ့အဲ့ဒီသူတွေအတွက်ကိုကျွန်တော်ပြန်ပြောပေးမယ်မေးထားပေးပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ခင်ဗျ bye bye